အင်ဂျင်အခုတော့အပတ်စဉ်စီစဉ်တဲ့ဘက်ကိုလှည့်တော့မှာဆိုတော့ပထမဆုံးလှည့်ကြလာတာကတော့နိုင်ငံရေးနဲ့ယနေ့လူငယ်အစီအစဉ်နော်ဟုတ်ပါတယ်ရှင်ပြင်ပဆောင်းပါရှင်ကိုမျိုးရန်အောင်သိန်းကအပတ်စဉ်တင်ပြနေတာပါဒီတစ်ပတ်မှာတော့မြစ်ဆုံဆယ်စီမံကိန်းရက်တန်ရေးလှုပ်ရှားမှုဟာမြန်မာလူငယ်တို့တရက်လုံးရဲ့အမျိုးသားရေးလှုပ်ရှားမှုဖြစ်လာတဲ့အကြောင်းဆွေးနွေးတင်ပြမှာပါရှင်ကြားကြအောင်ဗျာဒီကနေ့လူငယ်တွေတော်များဟာအင်တာနက်ပေါ်မှာလူမှုရေးကွန်ရက်ဖြစ်တဲ့ Facebook ကိုတော်လေးသုံးလာကြပါတယ် Facebook စာမျက်နှာတွေပေါ်မှာသူတို့ရဲ့နိုင်ငံအမြင်တွေကိုဖွင့်ချလာကြပါတယ်အခုတလော Facebook စာမျက်နှာတွေပေါ်မှာလူငယ်တွေအများဆုံးဆွေးနွေးလာကြတဲ့ကိစ္စကမြစ်ဆုံဆည်စီမံကိန်းကိစ္စပါအကြောက်တရားကြီးစိုးလွန်းတဲ့မြန်မာနိုင်ငံမှာအမီအစစ်အမှန်ကိုမတုံ့ဆွဲပဲမိရဲ့နိုင်ငံဆိုင်ရာအယူဆကိုပေါ်ပြခွင့်ရနေတဲ့ Facebook စာမျက်နှာတွေဟာလူငယ်တွေရဲ့နိုင်ငံကြီးဟစ်တိုင်ဖြစ်လာခဲ့ပါတယ်ဒီဆိုတဲ့စီမံကိန်းနဲ့ပတ်သက်ပြီးလူငယ်တွေရဲ့မိခင် AR မြစ်ကြီးတင်ကောတော်မှာစိုးတဲ့စိတ်ဆူတနာနဲ့စိုးရိမ်မှုဟာအစိုးရပိုင်းသတင်းဆောင်တွေကတစ်ဆင့်ပြန်လေခြေပရတဲ့အထိဒီရက်ရိုက်ခတ်လာခဲ့ပါတယ်80စီမံကိန်းတို့မဟုတ်မြစ်ဆုံစီမံကိန်းဟာARမြစ်ကြီးတင်ကောတော်မဲ့အနေသမကမိခင် AR မြစ်ကြီးကိုမိတင်ဖြစ်ထွန်းနေတဲ့ဒီဟာဗေဒစနစ်တွေကျစီခြင်းနဲ့အတူဒီဝမျိုးကွဲစိတ်တွေမျိုးတုံးကြောက်ွယ်တော်မဲ့အနေတွေကိုပါဖြစ်ပေါ်လာစေပါတယ်ဒါအပြင်ARမြစ်ကြီးကိုမိတင်နေထိုင်စားတောက်နေကြတဲ့မြန်မာပြည်သူလူထုတည်းလုံးရဲ့လူမှုစီးပွားဘဝတွေကိုလည်းကျစီသွားစေနိုင်ပါတယ်မြစ်ဆုံဆည်တည်ဆောက်မှုကြောင့်ARမြန်မာကြီးအတွင်းရေဝင်ရေစီးမြဲသွားပြီးမြန်မာနိုင်ငံရဲ့စပယ်ကြီးလို့ခေါ်ဆိုနေတဲ့ARမြန်မာကျွန်းပေါ်ဒေသအတွင်းပင်လယ်အတွင်းမှာစားငယ်ရေးဝင်ရောက်လာမှုဟာ ARမြန်မာကျွန်းပေါ်မှာနေထိုင်ကြတဲ့ပြည်သူလူထုဒါမကမြန်မာပြည်လုံးကိုပါထိခိုက်လာမယ့်အရေးဖြစ်လာပါတယ်။ဒီထဲမှာရေတွေကိုတိုးလောင်ပြီးစားပိုင်းပြီးလက်ပတ်ပြီးတဲ့အခါလိကျင်ARမြစ်ကြီးတဲ့ရေတွေကိုပြန်လည်တွန်းလို့ပေးတယ်ဆိုပေမဲ့မြေတွေဟာမတန့်ရှင်းတော့ပါဘူး။ဓာတုအကျဉ်းတွေပါဝင်နေပါပြီ။အကြံချစ်မတိုင်မီကလေးကဒီနေ့အချိန်ထိသမိုင်းပြန်တစ်ချောင်းလုံးARမြစ်ထက်မှာတန့်ရှင်းတဲ့ရေကြီးရေအေးတွေသာသိစစ်နေကြတာပါဒီလိုနဲ့အမိမြန်မာနိုင်ငံတော်ကြီးပေါ်ထွန်းဖွံ့ဖြိုးစီးပင်လာခဲ့တာပါကချင်ပြည်နယ်မြစ်ဆုံဒေသမှာတည်ဆောက်မဲ့ဆည်ကြီးဟာရန်ကုန်မြို့ထက်ကြီးမားပါတယ်စင်ကာပူနိုင်ငံထက်လည်းကြီးမားပါတယ်အဲ့ဒီဆည်ကြီးတည်ဆောက်ဖို့အတွက်ဒေသခံတိုင်းသားတွေရဲ့ဘော်ရီပျက်စီးကြရမှာပါဘိုးစင်ပေါင်းဆက်နေထိုင်နေကြတဲ့သူတို့ရဲ့ဒီကဓာတိရာတွေကိုစွန့်လွတ်ကြတော့မှာပါတရုတ်ပြည်သူဓမ္မနိုင်ငံရဲ့ကြီးနယ်တစ်ခုဖြစ်တဲ့ယူနန်ပြည်နယ်မိထိန်ထိန်လင်းမို့ရေးယူနန်ပြည်နယ်ကအဆက်အသွယ်လက်ပတ်ဖို့ကြီးကြီးတောင်စုမြန်မာနိုင်ငံတော်ကြီးစတင်မူပွားရာမိခင်ARမြစ်ကြီးဒီလိုက်ရမာလာဆိုတဲ့အတွေ့ကမြန်မာပြည်သူပြည်သားတွေရဲ့လုံးသားကိုနာကျင်စေပါတယ်လူငယ်တွေရဲ့မချိတင်ခင်ရှင်ဖွင့်နေပြီ Facebook စာမျက်နှာတွေပေါ်မှာကြေကွဲမှုနဲ့တူပေါ်ထွက်လာခဲ့ပါတယ်အခုဆိုရင်မြန်မာပြည်ရဲ့ဂုဏ်စရာပကံဖျားတွေပျက်စီးသွားခဲ့ပါပြီပကံဖျားတွေကိုပြုပြင်လှုပ်ဆောင်စဉ်ကပညာရှင်တွေဝိုင်းဝန်းကန့်ကွက်ကြပါသေးတယ်ဒါပေမဲ့စစ်ဗိုလ်ချုပ်တွေကနှစ်ပေါင်းထောင်ချီတည်ရှိနေတဲ့မြမသမိုင်းအမွေအနှစ်ကပ္ပအင်ဂျင်မှုအမွေအနှစ်ဖြစ်တဲ့ပကံဖျားတွေကိုသူတို့စိတ်တိုင်းကြပြုပြင်ခဲ့ကြပါလေကျွန်တော်ကဒီစုကပညာကိုရန်ကုန်စက်မှုတက္ကသိုလ်မှာတင်ခဲ့သူတူပါနှစ်စဉ်လူရတီရောက်တိုင်းပကံကိုတွားပြီးပကံဖျားတွေရဲ့ပုံစံဒီဇိုင်းတွေကို
မှတ်တမ်းတင်ခဲ့ပူပါတယ်။အဲ့ဒီအကံပြောင်းရဲ့လက်ရတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကကျွန်တော်တို့ရဲ့ဘိုးဘွားတွေရဲ့လက်ရတွေပါအခုမြင်တွေ့နေရတဲ့ဖြစ်ပေါ်အင်္ဂလိပ်တွေနဲ့စစ်တမ်းကြပြင်ဆင်ထားတဲ့ဘုရားတွေမဟုတ်ပါဘူးအဲ့ဒီတုန်းကဘုရားသခင်ဖူးမြော်လိုက်တိုင်းလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကငါတို့ဘိုးဘွားတွေရဲ့လက်ရပါဆိုပြီးဂုံယူစိတ်နဲ့စတိမွေတည်ငင်းထလာအောင်ရှင်းနေပြီးဖြစ်ခဲ့ရပါတယ်အခုအချိန်မှာတော့အကံဖျားတွေကိုကြည့်ရင်ဘေယာကဘိုးဘွားရဲ့လက်ရဘေယာကကျင်းကျင်းလို့ပြင်ထားတဲ့ဖြစ်ပေါ်လက်ရရည်လို့ခွဲခြားလို့မရတော့ပါဘူးအမျိုးတောင်းနဲ့သက်ဆိုင်တဲ့ဘေယာရီနဲ့ကြီးရဲ့ကံကြမ္မာကိုလူတစုကသုံးဖြတ်ဆဲလည်နေတာဟာမြမပြည်သူလူထုအလုံးကိုစော်ကားရာကြောက်ပါတယ်ပြည်သူလူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကမိခင်အေယာရီနဲ့ကြီးအရေးအတွက်အမျိုးသားရဲ့အမြင်နဲ့ပန်ကျော်လာတဲ့ကောင်ထုတ်ပြန်ခဲ့ပါတယ်မြမပြည်မျိုးသားရဲ့အတွက်သဘောအလုံးစွန့်လွတ်ထားခဲ့ကြတဲ့88မျိုးတောင်းတမ်းအဖွဲ့ကလည်းပန်ကြားစာကောင်ထုတ်ပြန်ခဲ့ပါတယ်လက်ရှိသမ္မတဦးသိန်းစိန်ထံသို့88မျိုးဆက်တောင်းတမ်းအဖွဲ့ကဦးဆောင်တဲ့အေယာဝတီကိုထာဝရရှင်သန်စေလူသူများရဲ့လက်မှတ်ရေးထိုးပန်ကြားချက်ကိုအမျိုးသားရဲ့လှူရှားမှုအနေနဲ့စတင်နေပါပြီအဲ့ဒီလှူရှားမှုတွေကိုမြမပြည်သူလူထုတရလုံးကပူးပေါင်းပါဝင်ဖို့လိုအပ်နေပါပြီအစိုးရပိုင်းသတင်းစာတွေထဲမှာစောင်းမဟိတဖက်ချက်တွေအရဒီကုန်းစင်ဒီမဲ့ကင်းကနေကျိုးမြတ်တွေ just နာမည်ဆိုရင်အကျိုးမြတ်အလုံးဒီပါဟာတရုတ်နိုင်ငံကိုတွားတာပါအမားတုတ်ကိုချိန်ပြီးပြန်ပြင်းနိုင်ရင်အမှန်ကိုကြောက်နိုင်ပါတယ်ကမ္ဘာပညာရှင်တွေရဲ့သင်ကြားတဲ့ဖြစ်တဲ့ဒီကုန်းစင်ဒီဆောက်ခြင်းဟာတဘာပဝန်းကျင်ဆိုင်ရာတိုးကျိုးတွေကိုဖြစ်ပေါ်စေတဲ့အတွက်မတိဆောက်တဲ့မှုဆိုတဲ့ ERA အစီရင်ခံစာအတိုင်းဒီသူမျက်နှာထောက်ရှုပြီး ARD မြစ်ကြီးကိုပြည့်စည်အောင်မဖြစ်စည်းပါနဲ့လို့ပြောပြလိုက်ပါစေ။ယေရှုတင်ပါတယ်။ကျွန်တော်မျိုးရှန်အောင်တင်ပါဆောင်းမရှင်ကိုမျိုးရန်အောင်တင်ရဲ့နိုင်ငံရေးနဲ့ယနေ့လူငယ်စီစဉ်ကိုနားဆင်ကြတာပါရှင်။